သူရောက်ရှိတဲ့နေရာအပီဒီရဟုတ်လားအလားဗီဒီယိုကြည့်နေပါလေနော်နားလေနော်နားရေးနေပါအဲ့တော့ဒီကနေ့ဦးဇင်းတို့ရောက်ရှိတဲ့နေရာနားလဲတာဟုတ်တယ်နော်မနေ့ကဖျားမှုတာကရာရှိရှိမသိဘူးနော်အဲ့တော့ဒီဦးဇင်းတို့ဒီဟာပြည်နေမှာခရိုင်ပေါင်း39ခုရှိတယ်နော်ခရိုင်ပေါင်း39ခုရှိတယ်အဲ့ဒီမှာဒီနားလဲတာဆိုတဲ့အခုအပါဝင်ဖြစ်တယ်နော်နားလဲတာခရိုင်ပြည်နားလဲတာမှာနားလဲတာဝင်ရှိရှိတယ်နော်အဲ့ဒါနားလဲတာခရိုင်ပြည်ဒီခရိုင်ပြည်ကိုကျွန်တော်ဖျားမှုလာနော်အဲ့တော့အဓိကဒီနေရာကိုလာရခြင်းကတော့ဒီမှာတာဝိပုတ္တရာကြီးနော်ဒီစီလိုလာရတာနော်အဲ့တော့ဟိုဘက်မှာဒီလိုမျိုးကဘာကျော်ဘုဒ္ဓတက်တဲ့တောင်းဆောင်ပေါင်း30နဲ့1000ရှိတယ်အဲ့ဒါဒီကလေးဘုဒ္ဓတာရှိဒီဒီသမိုင်းကိုကြာဒီကလားတွေပြီးဒီကလူတွေပြီးအဲ့သမိုင်းတွေလေဒီဒါတွေကစိတ်ဝင်ရတယ်ပြီးကြတယ်ဒီသမိုင်းကြတော့ပြီးတော့ပြီးတယ်စိတ်ဝင်ရတာအဲ့လိုမျိုးပေါ့နော်ဒါကပြည်900ကဖြစ်ပေါ်ခဲ့တာဟုတ်နော်အဲ့ဒါလေးကိုအဲ့တော့ဦးဇင်းတို့ခုဒါနာလန်တာပေါ့နော်ဦးဇင်းတို့ရောက်တဲ့နေရာနာလန်တာအဲ့တော့ဒီနေရာကိုဘာကြောင့်နာလန်တာခေါ်လဲဆိုလို့ရှိရင်ဦးဇင်းတို့ရသော်ဘုရားလက်ထက်ကဒီနေရာမှာနေထိုင်တဲ့လူတွေပေါ့နော်တရားတရားရှိတယ်နော်တရားတရားရှိတယ်နာလာအတ္တမတ္တဟောတိလူတတ်မှုကိုမရတဲ့နိုင်တော့ကြောင့်နာလန်တာလို့ခေါ်တယ်နော်ဘုရားလက်ထက်ကဒီမှာနေထိုင်နေတဲ့လူတွေတအားကိုလူရှင်တယ်လူပြီးရဲ့ကိုပြန်လူရှင်တယ်အဲ့ဒီအတွက်ဒါကြောင့်အဲ့ဒီနာလဆိုတဲ့ပုံသားရောင်မှာနေတဲ့တရားတော်မှတွေအဲ့တော့မြတ်စွာဘုရားရှင်ကအဲ့ဒီတရားတော်မှတွေရဲ့တရားတရားကိုရှင်းပြတဲ့အနေအားဖြင့်အဲ့ဒီနာလဆိုတဲ့ပုံသားရောင်မှာဘုရားရှင်စစ်တော်မြောက်ကိုဟောဆိုဝါခဲ့တော်မူကြတယ်နော်ဒီရှိမှနာလမရရှိနော်ဘုရားဝါဆိုပြတဲ့နေရာပေါ့ဒီနေရာနော်အဲ့ဒီမှာနေပြီးတော့အဲ့ဒီတုန်းကလေးဒီနေရာကိုနာလန္တာလို့ခေါ်ခဲ့တယ်လေနော်အတိတ်ကအဲ့တော့အဲ့ဒါပြီးတော့ပြီဆိုလို့ရှိရင်ဟိန္ဒူလူမျိုးတွေကနာလကနဂါမင်းကြီးဒီနေရာမှာနေခဲ့တယ်အဲ့ဒီနာလကနဂါမင်းကြီးကိုလာပြင်းလာကိုစူဇာတက်ကြရတယ်ပြုလုပ်ကြအဲ့ဒီအတွက်တယောက်အဲ့ဒီအတွက်ဒါကြောင့်လည်းဒီနေရာကိုနာလန္တာလို့ခေါ်တယ်လေနော်အဲ့တော့အခုလက်ရှိခေါ်တာကလည်းဒီနေရာကိုနာလန္တာလို့ခေါ်တယ်အခုလက်ရှိဘာကြောင့်နာလန္တာလို့ခေါ်တာလဲဆိုလို့ရှိရင်နာလန္တာကိုနာလတပုတ်ဒါတပုတ်လို့ခေါ်တယ်နာလဆိုတာကတော့ကြာဒါဆိုတာကတော့ပေးတာအဲ့တော့ကြာကိုပေးတာလို့အဓိပ္ပာယ်ရတယ်ကြာဒီဘာကိုကိုစားပြုလို့ဆိုလို့ရှိရင်ပညာကိုကိုစားပြုတယ်နော်အဲ့တော့